ဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေ Happy Birthday ပါနော်ဧပြီလဟာမြန်မာလူမျိုးတို့ရဲ့နှစ်ရက်စာနှစ်ဦးကာလဖြစ်တဲ့တကူလဖြစ်ပြီးတော့ဘရောက်ပန်းတွေဝဝေးစာပွင့်နေရသည့်အချိန်လေးဖြစ်ပါတယ်ဧပြီလမှာမွေးဖွားကြတဲ့မွေးနေ့ရှင်တွေအားလုံးဘရောက်ပန်းတွေဝေးသလိုကိုယ့်ရဲ့နာကတ်ကိုလှမ်းကြည့်လိုက်တိုင်းရွှေရောင်တလက်လက်တောက်ပနိုင်ပါစေလို့အရင်ဦးဆုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဧပြီလရဲ့မွေးနေ့ရှင်လေးတွေရေဒီနေ့မှာတော့တပားသူတွေရဲ့ကိုယ်ပေါ်ထားတဲ့စိတ်ခံစားချက်တွေကိုသိရှိနေပေမဲ့လည်းအပေါင်းအသင်းတွေကိုအလေးထားလို့နဲ့ဧပြီလဘွားလေးတွေကတော့လိမ့်လေပြားမှုတွေကိုလည်းမတိကျအောင်ဆောင်ပြီးတော့ကုညီဖေးမနေတော့မယ်မလားပျော်ပျော်နေတတ်ပြီးအကောင်းမြင်စိတ်များတဲ့ဧပြီလဘွားလေးတွေအရင်နှစ်တွေလိုပဲအပြောနဲ့မဟုတ်ပဲနဲ့ကိစ္စတိုင်းကိုအလုံးနဲ့တက်တည်ပြလာလေးတွေကိုတော့နောက်နှစ်တွေထိတည်ဆောင်သွားကြပါနော်ခရီးတွေသွားခြင်းနဲ့အတွေ့တွေစာအုပ်စာပေတွေဖတ်ရှုမှတ်သားတတ်တဲ့အကျင့်လေးတွေမန်နေထင်ခေါင်းမာတက်တာလေးတွေကတော့ဧပြီလဘွားလေးတွေရဲ့သင်္ကေတလေးတွေပေါ့ဘရောက်တွေဖွင့်ရင်ပထမအဆုံးလိုချင်တဲ့ဧပြီလဘွားလေးတွေကဒီနေ့မှာဘရောက်တွေဖွင့်တဲ့အရက်မှာရှိနေရဲ့လားဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေတောင်တန်းတွေကိုနှစ်သက်သဘောကျတဲ့ဧပြီလဘွားလေးတွေကတောင်တန်းတွေလိုပဲဟိုးမြင့်ဆုံးထိတက်လန်းနိုင်ပါစေစက်ကူးညံရှင်းတန်ပြီးတော့တီထွင်ဖန်တီးနိုင်စွမ်းရှိကအနုပညာမှာဝါသနာထုံတဲ့ဧပြီလဘွားလေးတွေရေအနာဂတ်မှာဥဆောင်ဥရွက်ပြုနိုင်တဲ့ခေါင်းဆောင်ကောင်းလေးတွေဖြစ်ပြီးတော့တဘာဝဘေးရန်နေရီကနေလည်းအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေရှင်